ဖြည်းဖြည်းချင်းဘယ်လိုရအောင်လုပ်မလဲဆိုတဲ့နည်းကိုပဲရှာတာကပို့ပြီးတော့ healthy ဖြစ်တယ်ပေါ့နော်ငါလိုမျိုးပဲကြုံရတဲ့လူရှိတယ်သူတို့တွေလည်းဖြတ်တန်းနေတယ်ဆိုတော့ခွန်အားလေးတစ်ခုရသွားရင်ပဲကျင်းနေပါတယ် Hello အခုနားထောင်နေတဲ့လူတွေထဲမှာလေကော်ဖီတစ်ခွက်ကောင်းလေးတောက်ချင်နေတဲ့လူတွေရှိလားကျမလည်းကော်ဖီတစ်ခွက်ကောင်းလေးကိုလေအဲ့လိုတေးချာဖြူးလေးနဲ့ကြည့်ပြီးတောက်ချင်တာအခုကအပြင်မှာမိုးရတယ်အရန်ရွာနေရောလေအေးလေးထဲမှာလေပရင်းပေါက်လေးတစ်ခုမှထိုင်ပြီးတော့ကော်ဖီလေးတောက်ရင်းနဲ့ဘာမှမလုပ်ဘဲနဲ့ဘာအကြောင်းမှမတွေးဘဲနဲ့လေအုံနောက်လေးကိုလုံးဝ blank နေထားပြီးတော့ထိုင်နေရရင်ဘယ်လောက်ကောင်းမလဲနော်လောလောဆယ်ကတော့အဲ့လိုမထိုင်နေရသေးဘူးပေါ့နော်အဲ့လိုမထိုင်နေရသေးဘူးလို့ဆရာရှိရဲ့အလုပ်တွေကိစ္စဝိစားတွေကိုဖြတ်ဆရာရှိရတယ်အဲ့ဒါတွေလုပ်နေရတယ်ပေါ့ဘဝကြီးကိုလေအခုနပြောသလိုမျိုးလေးဘာမှမစဉ်းစားဘဲနဲ့ဘာမှအများကြီးမတွေးဘဲနဲ့လေအေးကြလေးပဲဖြတ်တန်းချင်တာအဲ့လိုမလုပ်လို့ရတဲ့နည်းလေးပါလေးရှိရင်လည်းပေးပါအောင်ကျမတို့တွေရဲ့ဒီ retirement ပေါ့နော်ဒီပင်စင်ယူကြတယ်ဆိုတာအစိုးရလုပ်တင်မှာတော့အသက်60တက်ဖတ်ထားတယ်ပေါ့ဒါပေမဲ့ပြင်ပမှာလုံးနေကြတဲ့လူတွေကတော့60ကျော်နေတဲ့လူတွေရှိပေမဲ့လည်းတချို့လုံးနိုင်သေးတယ်strong enough ဖြစ်တယ် healthy enough ဖြစ်တယ်ဆိုရင်လုံးနေသေးကြတဲ့လူတွေအများကြီးရှိရပေါ့နော်ဆိုတော့ကျမတို့ရဲ့အသက်ကအမှန်တမ်းပြောရမယ်ဆိုရင် retire ယူဖို့ရဲ့ထောက်ဝက်လောက်ပဲရှိသေးတာ retirement လုပ်တဲ့ age တောင်မရောက်သေးဘူးပေါ့နော်ထောက်ဝက်လောက်ပဲရှိသေးတယ်တချို့ financial freedom ရအောင် plan တွေချပြီးလုပ်ကြရတယ်ပြီးရင်အသက်40-50လောက်မှာသူတို့ရဲ့ဒီဝင်ငွေကို passive income နဲ့ပဲထားလိုက်ပြီးတော့သူတို့ရဲ့ life ကိုစိတ်ချမ်းသာနဲ့နေရအပူပင်အရန်ကြီးခေါင်းထဲမှာမထည့်ပဲနဲ့နေတော့တယ်စိတ်သွားတိုင်းကိုပေါင်နေတယ်ဆိုတာလေအများကြီးတွေးလာရတယ်သူတို့ရဲ့ဒီ plan ပေါ့နော် life plan career plan financial plan တွေအများကြီးရှိမှာပေါ့အဲ့ဒါနဲ့တော့ align လုပ်ပြီးနေရမှာပေါ့နော်ဆိုတော့ဒါပေမဲ့အခုကျမပြောချင်တဲ့အကြောင်းအရာကြတော့လေဘာဖြစ်လို့လူတွေကပေါ့နော်ဒီ retire ယူရမယ့်အသက်ထက်တဝက်လောက်ပဲရှိနေတဲ့အချိန်မှာဘန်းနောက်ဖြစ်လာကြတာလေပေါ့ပြီးတော့ဘန်းနောက်ဖြစ်တာကလည်းဒီတော်ရုံဖြစ်တဲ့ပမာဏမဟုတ်ဘဲနဲ့ဘာလို့ပုံများလာကြတာလဲပေါ့နော်ဆိုတော့ကျွန်မဘာပြောအားချက်လေးတွေသွားတွေ့ရဆိုတော့နံပါတ်1အနေနဲ့ကနိုင်ငံရဲ့အခြေအနေပေါ့နော်စီးပွားရေးရင်ထပ်ပို့ပြီးတော့ဒီငွေကြေးဖောင်းပွားတာလုပ်ငန်းကိုင်ငန်းတွေမှာလုပ်ရတဲ့ဟာကကိုကတလားလုံးဒါအားသွန်ခွန်ဆိုင်ကိုရဲ့ရှိသမျှတော့ဒီအုံနောက်ရဲ့အစိတ်ပိုင်းတွေအားလုံးကိုသုံးအရှိချမ်းတွေရောနောက်ချမ်းတွေရောအကုန်လုံးကိုသုံးပြီးတော့တလားလုံးအလုံးလုံးပင်မဲ့တော့ညာလဲတကယ်လို့တလားကုန်သွားတဲ့အချိန်မှာလစာဝင်ငွေတစ်ခုရလို့ကိုကခွဲချမ်းစိတ်ဖြာလိုက်တဲ့အခါမှာဘာမှလောက်ကြီးမကြံတော့ဘူးဒီတလားလုံးကိုကာမီသုံးဖို့ကာမီယုံလောက်ပဲကြံတယ်မစုမိဘူးမဆောင်မိဘူးပေါ့နော်အရင်တော့ဆိုငွေစုကြရတယ်လေတချို့အရင်ခေတ်ကဆိုရင်ငွေစုတာရှိတယ်လို့ရွှေစုကြတာလည်းရှိရလေနော်ဒါပေမဲ့အခုခေတ်မှာကဒါမျိုးကိုတွေဟိုဘယ်လိုပြောမလဲလေးတက်တူကရုံးကန်လှုပ်ရှားနေတဲ့လူတွေမလုံနိုင်ကြတော့ဘူးတချို့ဆိုနေကနေလာပြီးတော့အလုပ်လုပ်ကြတယ်အိမ်ကိုပြန်ပြီးတော့ထောက်ပံ့ရမယ်သူတို့ဒီမှာနေနေတဲ့အဆောင်ခါတွေတလားစရိတ်စားစရိတ်တွေပါစရိတ်တွေညာစရိတ်တွေကိုဖယ်လိုက်တဲ့အချိန်မှာသူတို့မှာစုဖို့ငွေမပြောနဲ့သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုအတွက် mental health အတွက်ကိုတောင်မှသုံးချင်တဲ့ငွေပိုမထွက်တဲ့လူတွေအများကြီးရှိတယ်ကိုရီမျက်စိရှိမှာကြုံတွေ့နေရတာပေါ့နော်ညင်းလို့လည်းမရအောင်ဒါမျိုးချင်နေရှိနောက်တစ်ခုကဘာရှိလာလဲဆိုတော့ social media အရင်ခေတ်တုန်းက social media ကသတင်းတို့ radio တို့ကနေဟိုသတင်းအချက်လက်တစ်ခုခုကပြန့်နှံ့နေဆိုတဲ့ဟာရှိရပေါ့နော်ဆိုတော့အခုကကြောက်ဘာရှိလာလဲဆိုတော့ကိုလက်တကမ်းမှာကိုဖုန်းကနေပြီးကြည့်လိုက်မယ်ဆိုရင် Facebook မှာလား TikTok မှာလား Instagram မှာလား any platform ပေါ့နော် social media မှာလူတွေရဲ့တင်ထားကြတယ်ပြောထားကြတာတွေကိုတွေ့ရတယ်ဆိုတော့အဲ့မှာလူမျိုးစုံကဘာတွေတင်ထားကြလဲဘာတွေပြောကြလဲဘာတွေတင်ကြလဲဆိုတော့ဟိုသူတို့ရဲ့နေ့တူကမှာပျော်ရွှင်စရာနေ့ရက်တွေကိုဖျက်ဆီးနေတယ်သူတို့ဘာတွေလုပ်နေလဲသူတို့ဘာတွေအောင်မြင်နေလဲစသဖြင့်နေတင်ထားကြတယ်
လူဆိုတာတော့ခါကြီးကြရင်ကိုစိတ်စည်းရင်းနေတဲ့ဟာတွေကအများနဲ့တော့မတင်ဘူးလေကိုငိုကြွေးနေရတဲ့အရာတွေကို social media မှာဘယ်သူကတင်လဲကိုခံစားနေရတဲ့ဟာတွေကိုတင်နေဆိုတာရှားတယ်ကိုအဆင်ပြေနေတယ်ပျော်နေဆိုတာကိုပဲတင်တယ်ဆိုတော့အဲ့ဒီထဲမှာအဲ့လိုမျိုးတွေကိုတွေ့လာတဲ့အချိန်မှာသူတို့တွေမှာဘယ်လိုဖြစ်လာလဲဆိုတော့ငါကတလားလုံးလုံးလုပ်တယ်ငါကဒီလိုမျိုးတွေလုပ်နေပြီးတော့ငါကြတော့မှာဖြစ်ပဲဘာလို့ဒီလိုလဲ तू ကဘာမှနေ तू self questioning နေဖြစ်လာတယ်ပေါ့နော်ကိုမေးခွန်းထုတ်တယ်ဘလို့ကြောင့်လဲဘာကြောင့်လဲဆိုတော့အမှန်တမ်းပြောရမယ်ဆိုရင်ဘလို့ကြောင့်ဘာအဲ့လောက်ထိသူများနဲ့ပေါ့နော်ဒီ social media မှာမြင်တွေ့နေရတဲ့သူများနဲ့ like ပြီးတော့ share နေမိဆိုရင်အဲ့ဒီ social media platform ကို cut off လုပ်လိုက်ပါဖြတ်လိုက်ပါပေါ့နော်ဒါမှမဟုတ်လေတခြားသောဒီပို့ပြီးတော့ကိုယ့်အတွက် align ဖြစ်မဲ့ဒီ landing တစ်ခုခုကိုလုပ်လိုက်တာကပို့ပြီးတော့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့လူတွေကအပြည့်အဝ social media မှာဖြတ်ပြလာတာမဟုတ်ဘူးပျော်နေတယ်နေတဲ့သူက club တွေသွားနိုင်တယ်နေတဲ့သူက hotel တွေမှာသွားပြီးတော့နေနိုင်တယ်အိတ်နိုင်တယ်ဆိုတာကပင်ကိုပတ်စံရှိပြီးသားလူတွေလည်းဖြစ်နိုင်တယ်လို့မျိုးအဲ့လိုမဟုတ်ဘဲနဲ့တခြားသောနည်းနဲ့ဝင်များရနေတဲ့လူတွေလည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါတွေကိုကြည့်ပြီးတော့ဒီလူငယ်တွေအနေနဲ့လမ်းမလိုက်တဲ့ဒါမျိုးကိုနေခြင်းလို့ဒီလိုမျိုးနေလို့ရတဲ့ငွေအမောက်ရမယ်လမ်းမလိုက်တာမျိုးကိုလည်းမဖြစ်စေချင်ဘူးဆိုတော့အဲ့လိုအချက်လေးတွေပေါ့နော်ခုနပြောသလိုပဲဒီစီးပွားရေးချင်းနေနိုင်ငံတစ်ခုရဲ့စီးပွားရေးချင်းနေ inflation rate တွေဖြစ်လာတဲ့ဟာတွေ social media ရဲ့ဒီပံ့ပိုးမှုတွေကြောင့်ပေါ့နော်ခေါင်းတွေရမ်းစားရတယ်comparison ပေါ့နော်ကိုပဲအာရုံစိုက်ရမယ်အစားမှာ compare တွေလုပ်တာဒီ social media မှာကိုနဲ့သိတဲ့လူနဲ့ပဲမဟုတ်ဘူးเนาะ compare လုပ်တယ်ဆိုတော့ကိုနဲ့မသိတဲ့လူနဲ့ပါ compare လုပ်ညာ social media မှာတွေ့တဲ့လူတွေအကုန်လုံးနဲ့ compare လုပ်ပြီးတော့ဘဝကြီးတစ်ခုဒီကဘာလုံးမှာတော့ကကြီးတစ်ခုလုံးမှာကိုတယောက်တည်းရှုံးနေနေတဲ့လူဆိုတဲ့ပုံစံမျိုးကြီးခံစားတဲ့အတွေ့ mindset ကြီးကသူတို့ကောင်းတော့ဝင်သွားတာဒါကတော့တခြားမဟုတ်ပါဘူးကျွန်မဒီနေ့ရောက်တဲ့ရတွေးမိရက်ကနေပြီးသွားတော့ခေါင်းထဲမှာပေါ်လာတဲ့အတွေးလေးတစ်ခုကို sharing လုပ်ပေးတာပေါ့နော်ဒီအခုလက်ရှိအခြေအနေနိုင်ငံရေးအခြေအနေလက်ရှိရဲ့ဒီဖွံ့ဖြိုးတိုးတက်လာတဲ့ technology ခေတ်မှာဒီကြုံတွေ့ရတဲ့ဟာတွေပေါ့နော်အနေနဲ့များတော့လူတွေကလေအဲ့ဒီဟာမှာစိတ်ပိုင်းဆိုင်ရာပြဿနာပေါ့နော်ကြုံနေရတဲ့လူတွေရှိရဲလူတစ်ယောက်နဲ့တစ်ယောက်ကလေအဲ့လိုကြုံရတဲ့ပုံစံဖြတ်သန်းရတဲ့ပုံစံတမီသားစုနဲ့တမီသားစုမှာလုံးဝမတူဘူးဆိုတော့လေအဲ့ဒါကြီးကိုသွားပြီးတော့နေရတော့ဒီလိုနေနေရတော့ဒီလိုမနေနဲ့ဆိုပြီးတော့ပြောလို့မရအောင်အမှန်က general ဖြစ်တဲ့ဟာတစ်ခုကိုပဲပြောလို့ရပြီးတော့အဲ့ဒီဟာပေါ်မှာပဲပြန်ပြီးတော့ align လုပ်လို့ရတာလေနော်ဆိုတော့ခုနကကျွန်တော်တို့ပြောသလိုပဲကျမတို့ကဒီ freedom ဖြစ်တဲ့ financially freedom ဖြစ်တဲ့ကိုincome အတွက်ကိုစိတ်ပူစရာမလိုဘဲနဲ့ကိုလှုပ်ချင်တဲ့ကိုဝါသနာပါတဲ့အရာလေးတွေကိုတစ်ဖက်တစ်လက်မှာလုံနိုင်တဲ့ဘဝမျိုးကိုဒါဘယ်သူမဆိုလိုချင်ကြတာပဲဒါပေမဲ့အဲ့လိုမျိုးဟာမျိုးကိုမရနိုင်သေးတဲ့အနေအထားမှာဆိုရင်ကျမတို့မှာကိုအပြစ်မတင်ဘူးပေါ့နော်မရနိုင်တဲ့အခြေအနေမှာဆိုရင်လည်းအပြစ်မတင်မဲနဲ့ဖြည်းဖြည်းချင်းဘယ်လိုရအောင်လုပ်မလဲဆိုတဲ့နည်းကိုပဲရှာတာကပို့ပြီးတော့ healthy ဖြစ်တယ်ပေါ့နော်ကျမကိုယ်တိုင်ဆိုရင်လည်းအဲ့လိုမျိုးပဲလက်ရှိမှာကိုလှုပ်ချင်တဲ့ပုံစံကိုသွားချင်တဲ့ပုံစံနဲ့ကိုလက်ရှိဒီမှာ fit ဖြစ်အောင်နေတဲ့သူကမှာ fit in ဖြစ်အောင်နေရတဲ့ပုံစံနဲ့မှာမတူညီရာတွေစိတ်တိုင်းမကြတာတွေအများကြီးပဲဒါပေမဲ့လည်းဒီဟာတွေကိုကျမတို့ကcomplaint တက်ပြီးတော့နေလို့မရအောင်လေနော်ဒါကကိုကဘလို့ပဲတွေးလိုက်လဲဆိုတော့ဒါငါတွေမဟုတ်ဘူးဒါလူတိုင်းခံစားနေရတာလူတိုင်းကြုံတွေ့နေရတာလို့ပဲတွေးလိုက်တယ်အဲ့လိုမျိုးလေးပဲတွေးလိုက်ရင်တော့တစ်ထက်လေးပေါ့နော်တစ်ထက်လေးနည်းနည်းလေးစိတ်အဆင်ပြေသွားတယ်အဲ့ဒီနောက်ပိုင်းမှာကိုဟာဘလို့နီးကိုပြန်ပြီးတော့ရှာမလဲကိုသွားချင်တယ်ကိုအဖြစ်ချင်ဆုံးဟာနဲ့အနည်းဆက်ဆုံးကိုဘလို့သွားမယ်ဘလို့ရှာမလဲဆိုတာကိုနီလန်လေးစဉ်းစားလို့ရသွားရင်လည်းဒါပြောရမယ်ဆိုရင်အမြတ်ပဲလေနော်ဆိုတော့ဒီလိုမျိုးကြီးခက်ခဲနေတဲ့ကာလာကြီးမှာလူတိုင်းအဆင်မပြေကြတာရှိတယ်ဆိုတော့ကိုအရန်ကြီးတော့ဖိအားမပေးပါနဲ့ကိုလည်းအရန်ကြီးတွန်းအားမပေးပါနဲ့ကြုံတွေ့နေရတဲ့ဟာလေးတွေကိုပြဿနာတစ်ခုချင်းစီကိုနေ့တရက်ချင်းစီမှာဖြည်းဖြည်းချင်းနဲ့ဖြည့်ရှင်းရင်သွားလို့ရတယ်ပေါ့နော်အဲ့လိုလဲသွားကြမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ခိုင်ကြရင်လေပြဿနာတစ်ခုကိုကြုံလာတဲ့အခါမှာဒါကြီးကအဆုံးပဲဒီပြဿနာဟာငါလုံးဝဖြေရှင်းလို့မရတော့ဘူးဒီပြဿနာနဲ့ငါဘယ်လိုထွက်ရမလဲနီးလန့်မရှိဘူးဆိုတော့နေ့ရက်တွေကိုကျမတို့အရှိမအများကြီးဖြတ်ကျော်ခဲ့ပြီပေါ့နော်
ဒါပေမဲ့လည်းပြန်အခုချိန်မှာပြန်တွေးလိုက်ရင်အော်အဲ့ဒီတော့ငါပြဿနာတွေကဘာမှမဟုတ်ပါလားငါမကြော်လွားနိုင်တာဘူးထင်ခဲ့ပေမဲ့လည်းဒါဟာဖြစ်သွားတာပဲဆိုတော့ဟာမျိုးရှိတယ်ပေါ့အဲ့တော့ကိုယ့်အနေနဲ့တခုခုမှာစိတ်ညစ်နေတယ်ဥမာအလိုမကျစိတ်အလိုမကျတွေဖြစ်နေတယ်ဒီအရာအကြောင်းအရာတခုခုကိုကိုက compare သွားလုပ်မိပြီးတော့ကိုအသုံးမကျဘူးလို့ခံစားနေရပြီဆိုရင်ကိုအရင်ကဖြတ်တန်းခဲ့တယ်ကိုဟန်တယ်လုပ်ခဲ့တဲ့အရာတွေကိုဘယ်လိုမျိုးကောင်းကောင်းမွန်မွန်လုပ်ခဲ့လဲပြီးတော့ကိုအခုချိန်မှာရောကိုလိုချင်တဲ့စီကိုတွားဖို့အတွက်အနည်းဆက်ဆုံးနီးလန်းတွားဖို့ရအောင်တွားဖို့မဟုတ်သေးဘူးเนาะပထမတစ်ဆင့်နေနဲ့အနည်းဆက်ဆုံးနီးလန်းကိုအရင်တွေးပြီးတော့တဖြည်းဖြည်းတွားရင်းနဲ့လမ်းကိုကိုယ့်ဘာသာကိုရှာတွေ့ထားတယ်မသိလားအဲ့ဒါကတော့လေဟိုကျမအရန်တီလုံးတက်လုံးလုံးဆရာကြီးလောက်တာမဟုတ်ပါဘူးဒါကျမကိုယ်တိုင်လည်းဟိုအမြဲတမ်းပေါ့နော်ဟိုငါဖောက်မထွက်နိုင်တော့ဘူးငါဆက်မလုပ်နိုင်တော့ဘူးဆိုတဲ့ရက်တွေကိုဒီလိုပဲတဖြည်းဖြည်းချင်းကြော်လွှားရတဲ့လူတွေကလူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကြုံနေရမယ့်သူတွေကိုလည်းဟိုတယောက်တည်းမဟုတ်ဘူးအခုချိန်မှာကြုံနေရတာအဲ့လိုမျိုးကိုဖြစ်နေတယ်ကြုံကြိုက်နေတဲ့လူတွေအများကြီးရှိရဲဒီလိုမျိုးခံစားချက်တွေခံစားနေရတဲ့လူတွေအများကြီးရှိရဲဆိုတာကိုပြရင်းနဲ့နည်းနည်းလေးပေါ့နော်တယောက်ထဲမှာပဲဖြစ်တာမဟုတ်ဘူးငါတခြားလူတွေလည်းငါလိုမျိုးပဲကြုံနေရတဲ့လူရှိတယ်သူတို့တွေလည်းဖြတ်တန်းနေတယ်ဆိုတော့ခွန်အားလေးတစ်ခုရသွားရင်ပဲကျင်းနေပါတယ်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးလို့ရပါတယ်ကျမအလင်းတင်တယ်လို့မျိုးကျမခံစားချက်တွေပောက်ကွဲတန်စင်တွေလည်းပါမှာပေါ့နော်ဆိုတော့ကြည့်ရှုသူတွေနဲ့ sharing လုပ်ပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အားလုံးကလူတွေကလူတွေပဲနေနော်ဆိုတော့အချင်းချင်းမျှဝေချလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့မျှဝေကြမယ်လीနော်ကျေးဇူးတင်ပါတယ်